ဆရာကတော့ Treasureland Education က Admin Olaf ပါဒီနေ့မှာကတော့ Erik Erikson ရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအဆင့်8ဆင့်ကိုရှင်းပြပေးသွားမယ် Erikson ပြောတာကလူတစ်ယောက်ဟာတစ်သက်တာလုံးမှာစိတ်ပိုင်းဆိုင်ရာအရာအဆင့်8ဆင့်ကိုဖြတ်တန်းရတယ်တဲ့ဒီအဆင့်တစ်ခုချင်းစီမှာစိန်ခေါ်မှုတစ်ခုစီရှိတယ်အဲ့ဒီစိန်ခေါ်မှုကိုကျော်လွှားနိုင်ရင်ကောင်းတဲ့အရာတွေရတော့မယ်မကျော်လွှားနိုင်ရင်တော့နည်းနည်းခက်ခဲလိမ့်မယ်ဆိုပြီးတော့ရှင်းပြထားတယ်ဒီဟာလေးကိုပုံမြင်လေးတစ်ပုဒ်နဲ့ပြောပြပေးသွားမယ်နော်ဟိုးရှေးတုန်းကဝတ်တချပင်လေးကတက်စိတ်လေးတစ်စီးကိုပြောပြနေခဲ့တယ်တဲ့ငါဘွားကလည်းမင်းလိုပဲအစမှာတေးသေးလေးမြေကြီးထဲမှာနှက်မြုပ်နေခဲ့တာအဲ့ဒီတုန်းကငါကမြေကြီးနဲ့ရေကိုပဲအားကိုးရတာနေအောင်လေးကနှွေးထွေးပြီးမိုးရေလေးကစိတ်ဝင်လာတော့ငါမှကြီးထွားနိုင်မယ်ဆိုတဲ့ယုံကြည်မှုလေးနဲ့စတင်ခဲ့တာပေါ့အဲ့လိုမဟုတ်ပဲမြေကြီးကမာကြောပြီးရေမရရင်တော့ငါဘယ်လိုများအပင်ပေါက်နိုင်မှာမလဲမြေကြီးကိုဖောက်ထွက်ပြီးပထမဆုံးအရွက်နှုတ်လေးတွေထွက်လာတော့ငါမှကိုယ့်ကိုယ်အားကိုးချင်စိတ်တွေပေါ်လာတယ်လေတိုက်လို့ရင်းရိုင်တော့ငါလဲမှကြောက်ပေမဲ့မြေကြီးကငါ့ကိုအားပေးနေတယ်လို့ခံစားရတယ်ဟိုဘက်ကအပင်ပေါက်လေးဆိုရင်လေတိုက်တိုင်းငုံနေပြီးဘယ်တော့မှကောင်းကောင်းမကြီးပွားနိုင်တော့ဘူးအရွက်တွေတဖြည်းဖြည်းများလာတော့ငါကအမြင့်ကိုတက်ချင်တဲ့စိတ်ကူးတွေပေါ်လာတယ်ဟိုကိုင်းချင်လိုက်ဒီကိုင်းချင်လိုက်နဲ့ပေါ့တချို့ပင်ကြီးတွေကမင်းရန်စိတ်ကူးရင်မနေနဲ့လို့ပြောပေမဲ့နေအောင်စီကိုတိုးဝှေ့ချင်တဲ့ငါရဲ့စိတ်အားထက်သန်မှုကိုငါဂုဏ်ယူတယ်တကယ်လို့အဲ့ဒီတော့ငါ့ကိုအမျက်တားမြစ်နေရင်ငါဘာမှလုပ်ချင်မှာမဟုတ်တော့ဘူးအရွယ်ရောက်လာတော့ငါမြစ်တွေကပို့ပြီးတော့ခိုင်မာလာတယ်အကိုင်းတွေလည်းပို့ပြီးတော့များလာတယ်ငါဘေးကအပင်တွေနဲ့ရှင်ကြည့်ပြီးငါရဲ့အားသာချက်အားနည်းချက်တွေကိုလေ့လာတယ်တချို့အပင်တွေကအရန်အမြင့်ကိုရောက်ပေမဲ့လည်းငါကတော့တန်မာတဲ့အမြင့်တွေနဲ့ရက်တည်နိုင်တာကိုသိရတော့ငါ့ကိုငါတော်တယ်လို့ခံစားရတယ်အရွယ်ရောက်တဲ့အပင်ကြီးတစ်ပင်ဖြစ်လာတော့ငါရဲ့ပုံတံကတခြားအပင်တွေနဲ့မတူဘူးဆိုတာငါသိလာတယ်တချို့အပင်တွေကငါ့လိုအကိုင်းအခက်တွေမများဘူးတချို့ကအရန်မြင့်နေငါကတော့ငါရဲ့အရိပ်ကိုခိုးလုံးလို့ကောင်းတဲ့အပင်ကြီးတစ်ပင်ဖြစ်ရကိုပဲကျေနပ်တယ်ငါစီကနေအသီးတွေကျွေကြပြီးအပင်ပေါက်လေးတွေထွက်လာတော့ငါအယမ်းဝမ်းသာတယ်ငါရဲ့မျိုးစစ်တွေကဆက်လက်ရှင်တန်တာကိုမြင်ရတော့ငါဘွားရဲ့အထိပ်ပဲဆိုတာသိရတယ်တချို့အပင်ကြီးတွေဆိုရင်ဘယ်တော့မှအသီးမသီးတော့ပဲတဖြည်းဖြည်းအိုမင်းသွားကြတာကိုတွေ့ရတယ်နှစ်တွေကြာလာတော့ငါရဲ့အမြင့်တွေကဘေးနာကအပင်တွေရဲ့အမြင့်တွေနဲ့ရောရှစ်သွားတယ်ငါရဲ့အကိုင်းတွေကလည်းငှက်ကလေးတွေကိုခိုလုံရပေးတယ်တောက်အုပ်တစ်ခုလုံးဟာငါရဲ့မိသားစုလိုဖြစ်လာတယ်တချို့အပင်တွေကတော့တကိုယ်တည်းမှန်တင်းပြီးဘဒူးနဲ့မှမပေါင်းတော့တဖြည်းဖြည်းတောအုပ်ထဲမှာအယောင်မိန်သွားတာကိုငါမြင်ဖူးတယ်အခုတော့ငါရဲ့အိုမင်းမစွမ်းနိုင်တော့ပေမဲ့တသက်တာကိုပြန်ကြည့်ရင်ငါကျေနပ်တယ်မုံတိုင်းတွေဘလောက်ပဲတိုက်ငါခိုင်မာရပ်တည်ခဲ့တယ်တိရစ္ဆာန်လေးတွေကိုအရေးပေးခဲ့တယ်ငါရဲ့မျိုးဆက်လေးတွေကိုလည်းခြံခဲ့တယ်တချို့အပင်ကြီးတွေဆိုရင်သူတို့ရဲ့ဘဝကိုနောင်တရပြီးအားငယ်နေတာကိုငါမြင်ရတယ်ဒါကြောင့်တက်စိတ်လေးကြီးမင်းရဲ့ဘဝကရှေ့လျားအောင်မှာအစမှယုံကြည်မှုကိုတိဆောက်ပါကိုအားကိုပါစိတ်ကူးရှိတယ်လို့လုပ်ပါစ조사ပြီးတက်ဆွမ်းအောင်လုပ်ပါမင်းရဲ့ကိုယ်ပိုင်ဟန်ကိုရှာဖွေပါတခြားလူတွေနဲ့ယဉ်နှီးစွာပေါင်းသင်းပါနောက်မျိုးဆက်တစ်ခုကိုခြံထားခဲ့ပါနောက်ဆုံးမှမင်းရဲ့ဘဝကိုပြန်ကြည့်ရင်ကျေနပ်မှုရပါစေလို့ငါဆုတောင်းပေးပါတယ်ဒီတက်ပင်ကြီးပြောပြတဲ့ဘဝဇာတ်လမ်းအကြောင်းဆိုတာ Erikson ရဲ့စိတ်လူမှုဖွံ့ဖြိုးတိုးတက်မှုအဆင့်8ဆင့်ကိုဖော်ပြနေတာပဲဖြစ်ပါတယ်Erikson ပြောပြတဲ့စိတ်လူမှုဖွံ့ဖြိုးတိုးတက်မှု theory ရဲ့ပထမအဆင့်ကတော့ယုံကြည်မှုနဲ့မယုံကြည်မှုပဲဖြစ်ပါတယ်ပြုစုစောင့်ရှောက်သူတွေဟာကလေးတစ်ယောက်ရဲ့အခြေခံလိုအပ်ချက်တွေကိုစင်စစ်မပြတ်ဖြည့်ဆည်းပေးနိုင်တဲ့အခါကလေးငယ်ဟာပတ်ဝန်းကျင်နဲ့တခြားလူတွေကိုယုံကြည်မှုရှိလာပါတယ်ဒါဟာအနာဂတ်ဆက်ဆံရေးနဲ့ရေဘူးအဖြစ်လုံခြုံတယ်ဆိုတဲ့ခံစားချက်ရဲ့အခြေခံအုတ်မြစ်ဖြစ်ပါတယ်မတည်ငြိမ်တဲ့လစ်လူရှုတဲ့ဒါမှမဟုတ်ညှင်းပယ်တဲ့ပြုစုစောင့်ရှောက်မှုတွေကြောင့်ကလေးငယ်ဟာမယုံကြည်မှုတွေဖြစ်ပေါ်လာပြီးကဘာကြီးကခံမှန်းလို့မရတဲ့အပြင်မလုံခြုံမှုလို့ခံစားရနိုင်ပါတယ်ဒါဟာနောက်ပိုင်းဘဝမှာစိုးရိမ်ပူပန်မှုကြောက်ရွံ့မှုနဲ့အခြေခံဆက်ဆံရေးကောင်းတွေကိုတိစောက်တဲ့နေရာမှာအခက်အခဲဖြစ်နိုင်ပါတယ်ဒုတိယအဆင့်ကတော့ကိုယုံကြည်အားကိုးနိုင်မှုနဲ့ရှက်ရွံ့ခြင်းသို့မဟုတ်တန်တရားဖြစ်ခြင်းပဲဖြစ်ပါတယ်အသက်2နှစ်ကနေ3နှစ်အထိမှာဖြစ်ပေါ်ပါတယ်လမ်းလျှောက်တက်လာပြီးသိမြင်မှုဆိုင်ရာစွမ်းရည်တွေတိုးတက်လာတာနဲ့အမျှကလေးငယ်တွေဟာလွတ်လပ်မှုကိုလိုလားပါတယ်အဓိကမေးခွန်းကငါဒီတိုင်းဖြစ်နေတာအဆင်ပြေလားဆိုတာပါပဲကလေးငယ်တွေကိုအသက်အဆန်းတွေလုပ်ဖို့ရွေးချယ်မှုတွေလုပ်ဖို့တင့်လျော်တဲ့ကန့်သက်ချက်အတွင်းမှာပတ်ဝန်းကျင်ကိုလေ့လာဖို့အားပေးတဲ့အခါသူတို့ကကိုအားကိုနိုင်မှုဆိုတဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုယုံကြည်မှုနဲ့ထိန်းချုပ်နိုင်စွမ်းကိုတိဆောက်လာပါတယ်အလွန်အမင်းထိန်းချုပ်တာဒါမှမဟုတ်ဝေဖန်မှုများတဲ့မိဘအုပ်ထိန်းမှုတွေကြောင့်
ကလေးငယ်တွေဟာလွတ်လပ်စွာလှုပ်ဆောင်မှုကြိုးစားတဲ့အခါရှေ့ရုံမှုနဲ့ကိုယ်စွမ်းရည်အပေါ်ကိုတန်တရားတွေဖြစ်ပေါ်လာနိုင်ပါတယ်တတိယအဆင့်ကတော့ကိုယ်တိုင်စတင်လှုပ်ဆောင်မှုနဲ့အပြည့်ရှိသလိုခံစားရမှုပဲဖြစ်ပါတယ်အသက်3နှစ်ကနေ9နှစ်မှာဖြစ်ပေါ်ပါတယ်မူကြိုအရွယ်ကလေးတွေဟာပုံမတက်ကြွလာပြီးလုပ်ငန်းအသက်တွေကိုစတင်လှုပ်ဆောင်ဖို့အစီအစဉ်တွေကိုရေးဆွဲဖို့နဲ့ပန်းတိုင်တွေချမှတ်ဖို့အတွက်စိတ်အားထက်သန်ကြပါတယ်အဓိကမေးခွန်းကတော့ငါလှုပ်လို့အဆင်ပြေရလားဆိုတာပဲဖြစ်ပါတယ်ကလေးတွေကိုလှုပ်ရှားမှုတွေစတင်လှုပ်ဆောင်ဖို့စိတ်ကူးရန်ဆန်တဲ့ကစားနည်းတွေမှာပါဝင်ဖို့နဲ့မိခွန်းတွေကိုမေးမြန်းဖို့အားပေးတဲ့အခါသူတို့ဟာကိုယ်တိုင်လှုပ်ဆောင်မှုဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်စွမ်းတိဆောက်လာတတ်ပါတယ်သူတို့ရဲ့စူးစမ်းမှုတွေကိုအမြဲဝေဖန်တာအပြစ်ပေးတာဒါမှမဟုတ်လစ်လူရှုတာတွေလုပ်ရင်သူတို့ဟာတက်ကြွမှုအတွက်အပြစ်ရှိလို့ခံစားရပြီးတော့ဘာမှမလုပ်ချင်မကင်ချင်တော့ပါဘူးအဆင့်၄ကတော့စူးစမ်းလောက်ကင်မှုနဲ့နှုံချတဲ့စိတ်ပဲဖြစ်ပါတယ်အသက်6နှစ်ကနေ17နှစ်ကြားမှာဖြစ်ပွားပါတယ်ကျောင်းနေရွယ်ကလေးတွေဟာပညာရေးနဲ့လူမှုရေးဆိုင်ရာကျွမ်းကျင်မှုအသက်တွေကိုတက်မြောက်ဖို့အာရုံစိုက်ကြပါတယ်အဓိကမေးခွန်းကလူတွေနဲ့အရာဝတ္ထုတွေကကဘာကြီးထဲမှာငါအောင်မြင်နိုင်သလားဆိုတဲ့မေးခွန်းမှာကလေးတွေကကျောင်းမှာအားကစားမှာဒါမှမဟုတ်ရင်လည်းတခြားသောလှုပ်ရှားမှုတွေကအောင်မြင်မှုတွေရပြီးတော့အတိမတ်ပြုခံရတဲ့အခါသူတို့ဟာစူးစမ်းလောက်ကင်မှုဆိုတဲ့တက်ဆွမ်းမှုနဲ့ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ခေါ်တဲ့ခံစားချက်ကိုတိဆောက်လာပါတယ်သူတို့ဟာဇွဲရှိခြင်းနဲ့အောင်မြင်မှုရဲ့တန်ဖိုးကိုသင်ယူကြပါတယ်ဒါပေမဲ့ထက်ခါကြာရှုံးတာအားပေးမှုမရတာဒါမှမဟုတ်တငယ်ချင်းတွေနဲ့မကောင်းတဲ့နှိုင်းယှဉ်မှုတွေခံစားလာရတဲ့အခါမှာတော့နှုံချတဲ့စိတ်ခေါ်တဲ့ကိုယ့်ရဲ့အရေးချင်းမပြေဝဘူးလို့ခေါ်တဲ့ယုံကြည်ချက်နဲ့ကိုယ့်ရဲ့စွမ်းရည်အပေါ်ယုံကြည်မှုမရှိတာတွေဖြစ်ပေါ်လာနိုင်ပါတယ်အဆင့်5ကတော့ကိုယ်ပိုင်လက္ခဏာနဲ့အခန်းကဏ္ဍဝေဝါးမှုပဲဖြစ်ပါတယ်အသက်12နှစ်ကနေ18နှစ်ကြားမှာဖြစ်ပေါ်လာတဲ့10ကျော်တဲ့အရွယ်မှာလူငယ်တွေကကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာကိုတိဆောက်ဖို့ရုန်းကန်ကြပြီးတော့မတူညီတဲ့အခန်းကဏ္ဍတွေတန်ဖိုးထားမှုတွေနဲ့ယုံကြည်ချက်တွေကိုလေ့လာစူးစမ်းကြပါတယ်အဓိကမေးခွန်းကငါဘယ်လိုလူမျိုးဖြစ်နိုင်တယ်လဲဆိုတာပါပဲတူညီတဲ့ကိုယ်ပိုင်လက္ခဏာတွေကိုအောင်မြင်စွာလေ့လာစူးစမ်းပြီးအားလုံးကိုပေါင်းစည်းပြီးကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာကိုခိုင်မာစွာတည်ဆောက်နိုင်တဲ့အခါလူငယ်တွေဟာကိုယ်ပိုင်လက္ခဏာဆိုတဲ့သူတို့ရဲ့ထူးခြားတဲ့အရည်ချင်းတွေတန်ဖိုးထားမှုတွေနဲ့ကမ္ဘာမှာသူတို့ရဲ့နေရာကိုရှင်းရှင်းလင်းလင်းနားလည်လာပါတယ်တကယ်လို့ကိုယ်ပိုင်လက္ခဏာကိုလေ့လာစူးစမ်းပြီးတော့ခိုင်မာတဲ့ဆုံးဖြတ်ချက်မချနိုင်ရင်အခန့်ကဏ္ဍဝေဝါးမှုဆိုတဲ့သူတို့ဘသူလဲသူတို့ရဲ့တန်ဖိုးထားမှုအနာဂတ်ဥတီချက်တွေမရေရာတဲ့ခံစားချက်တွေကဘာတွေလဲဆိုတာဖြစ်လာနိုင်ပါတယ်ဒါဟာဆုံးဖြတ်ချက်မပြတ်သားတဲ့ခိုင်မာတဲ့လောကဂတိကဝတ်မပြုတ်နိုင်တာနဲ့လမ်းပြောင်းနေတယ်လို့ခေါ်တဲ့ခံစားချက်တွေဖြစ်လာတာကိုတွေ့ရှိနိုင်ပါတယ်နံပါတ်6အဆင့်ကတော့ယဉ်နှီးမှုနဲ့အထီးကျန်ဆန်မှုပဲဖြစ်ပါတယ်အသက်19နှစ်ကနေအသက်40နှစ်ထိကြားထဲမှာဖြစ်ပေါ်ပါတယ်လူငယ်အရွယ်ရောက်လာတဲ့အခါလူတွေဟာနီးစပ်ပြီးအတိတ်ပဲရှိတဲ့ဆက်ဆံရေးတွေကိုတိဆောက်ဖို့ကြိုးစားကြပါတယ်ချက်ချင်းမြတ်တာနဲ့အဖော်အဖက်ကိုရှာဖွေကြပါတယ်ငါဟာတခြားလူတစ်ယောက်နဲ့ပေါင်းတင်လှုပ်ဖြစ်နိုင်လားဆိုတဲ့အရာပါပဲယဉ်နှီးမှုဆိုတဲ့ယုံကြည်မှုတွေစာနာမှုနဲ့အပြန်အလှန်ဝေမျှမှုလက္ခဏာရပ်တွေခိုင်မာနဲ့ရှိုင်းပြီးဆက်ဆံရေးတွေတိဆောက်နိုင်ခြင်းဟာဆက်သွယ်မှုချက်ချင်းမြတ်တာနဲ့ပိုင်ဆိုင်မှုဆိုင်ရာခံစားချက်တွေဖြစ်ပေါ်စေပါတယ်တကယ်လို့ဂတိတဝက်ပြုဖို့ကြောက်ရွံ့တာအတိတ်ကမကောင်းတဲ့အတွေ့အကြုံတွေဒါမှမဟုတ်ခိုင်မာတဲ့ယုံကြည်မှုကိုမတိဆောက်နိုင်တာယုံကြည်မှုမရှိတာကြောင့်နီးစပ်တဲ့ဆက်ဆံရေးတွေတိဆောက်တဲ့နေရာမှာအခက်အခဲဖြစ်ပေါ်လာရင်အထီးကျန်ဆန်မှုနဲ့တယောက်တည်းနေနိုင်တဲ့ခံစားချက်တွေဖြစ်ပေါ်လာနိုင်ပါတယ်အဆင့်ခွန်ကတော့နောက်မျိုးဆက်ကိုစောင့်ရှောက်နိုင်မှုနဲ့တည်ငြိမ်နေမှုပဲဖြစ်ပါတယ်ဒါကတော့အလယ်အလတ်အသက်အရွယ်အသက်60ကနေ65နှစ်ကြားမှာဖြစ်ပေါ်ပါတယ်အလယ်အလတ်အရွယ်မှာဆိုရင်တော့လူတွေရဲ့အာရုံစိုက်မှုကလူအဖွဲ့အစည်းကိုအကျိုးပြုပြီးတော့တည်မြဲတဲ့အမွေအနှစ်တစ်ခုကိုခြံထားဖို့အတွက်ရောက်သွားပါတယ်လူတွေကငါဘဝကအတိတ်ပဲရှိရလားဆိုတဲ့မေးခွန်းထုတ်ကြပါတယ်မိသားစုကိုပြုစုပြောထောင်တာအကျိုးရှိတဲ့အလုပ်တွေလုပ်ကိုင်တာဒါမှမဟုတ်လူမှုအတိုင်းဝိုင်းမှာပါဝင်ဆောင်ရွက်တာတွေလိုနောက်မျိုးဆက်ရဲ့ကောင်းကျိုးချမ်းသာအတွက်အထောက်အကူပြုတဲ့လှုပ်ရှားမှုတွေမှာပါဝင်ခြင်းဟာနောက်မျိုးဆက်ကိုစောင့်ရှောက်မှုလို့ခေါ်တဲ့အကျိုးရှိပြီးနောက်မျိုးဆက်အတွက်အတိတ်ပဲရှိတဲ့အရာတစ်ခုကိုလှုပ်ဆောင်နေတယ်ဆိုတဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်တကယ်လို့အကျိုးမရှိဘူးလို့ခံစားရရင်ဒါမှမဟုတ်ပါဝင်ပတ်သက်မှုမရှိဘူးလို့ခံစားရတယ်ဆိုရင်ကိုယ့်ကိုယ်ပဲအာယုံဆိုင်ရင်းနဲ့တည်ငြိမ်မှုဆိုတဲ့ပြင်းရိငင်းငွေ့ပြီးရည်ရွယ်ချက်မဲ့တဲ့ခံစားချက်တွေဖြစ်ပေါ်လာစေပါတယ်သူတို့ဟာအတိုင်းဝိုင်းနဲ့အနာဂတ်မျိုးဆက်တွေနဲ့ဆက်သွယ်မှုမရှိဘူးလို့ခံစားရပြီးတော့သူတို့ကိုယ်သူတို့ကြာရှုံးတယ်လို့ယူဆနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ဘဝကိုပြန်လဲသုံးသပ်ခြင်းနဲ့စိတ်ပြည့်အားငယ်ခြင်းပဲဖြစ်ပါတယ်အသက်65နှစ်ဒါမှမဟုတ်တေဆုံးတဲ့အချိန်မှာဖြစ်ပေါ်ပါတယ်ဒီဘဝရဲ့နောက်ဆုံးဆက်မှာတော့လူတွေကကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်ကြပါတယ်ငါဒီလိုဖြစ်ခဲ့တာအဆင်ပြေလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်အောင်မြင်တဲ့သူတွေဟာနောင်တရစရာမရှိတဲ့ဘဝတစ်ခုကိုပြန်ကြည့်ပြီးကျင့်တတ်တဲ့ခံစားချက်နဲ့အတ္တဂုဏ်သိက္ခာလို့ခေါ်တဲ့ပညာရှိတဲ့ခံစားချက်ကိုယ့်ဘဝကိုလက်ခံနိုင်စွမ်းနဲ့တည်ခြင်းတရားကိုရင်ဆိုင်ဖို့တည်ငြိမ်တဲ့စိတ်ငြိမ်သက်မှုတွေဖြစ်ပေါ်လာပါတယ်ဘ
ကိုဘွားကအကျိုးမရှိဘူးလို့ခံစားရတာနောင်တတွေများနေတာဟာဆိုရင်အောင်မြင်စွာမဖြေရှင်းနိုင်ခဲ့လို့ပဲဖြစ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်လည်းအခွင့်အရေးတွေလွတ်သွားရလို့ခံစားရတာဟာဆိုရင်စိတ်ပြအားငယ်ခြင်းဆိုတဲ့ခါတိမှုဝမ်းနည်းမှုနဲ့အထိပ္ပယ်မဲ့တဲ့တည်ခြင်းတရားကိုကြောက်ရွံ့တဲ့လက္ခဏာရပ်တွေဖြစ်ပေါ်လာနိုင်ပါတယ်အဲရဆန်ရဲ့ theory ဟာစိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပေါ်လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုတွေကိုအလေးပေးပြီးတော့တစ်သက်တာလုံးမှာတိုးတက်ပြောင်းလဲနိုင်တဲ့အလားအလာတွေကိုအလေးပေးဖော်ပြထားပါတယ်လူတဦးချင်းစီကအကြက်အတက်တစ်ခုစီကိုအပြည့်အဝမဖြေရှင်းနိုင်ပေမဲ့အဆင့်တစ်ခုစီမှာစန့်ကျင်ဘက်သဘောထားနှစ်ခုကမျှတမှုရှိမရှိသူတို့ရဲ့စိတ်လူမှုကျန်းမာရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလွှမ်းမိုးနေပါတယ်